အားလုံးပဲမင်္ဂလာပါဒီနေ့အိမ်မှာလူဆောင်တာနဲ့အမေမွေးနေ့မှာနှုတ်စင်းခောက်ဆွဲလေးချက်စားပါမယ်အရင်ဆုံးချက်သားလေးကိုစနွင်ငန်းပြားရည်လေးနဲ့အရင်ဆုံးတမအောင်မွေပြီးတော့နှက်ထားပြပါမယ်ရှင်အရသာလေးပို့ပြီးတော့ဝင်သွားအောင်လုပ်ပါနော်ကဲခုလိုမျိုးလေးနှက်ထားပြီးပြီဆိုရင်တော့ရပါပြီပြီးရင်တော့တဲကိုအာရှသားမြေပဲစီလေးထည့်ပြီးတော့စီရင်တက်ပါမယ်စီကအများကြီးတင်ကြမလို့ပါဘူးနော်ပြီးဆိုရင်တော့ကြိတ်ထားတဲ့ကြက်သွန်နီကြက်သွန်ဖြူဂျင်းထောင်းလေးတွေကိုစီတက်မှာဖြစ်ပါတယ်ကြက်သွန်နီလေးကိုအရင်ထည့်ပြီးတော့အရင်စီတက်ပါမယ်ရှင်ကြက်သွန်နီလေးနွန်းပြီးတော့အနက်လေးနည်းနည်းရော့သွားပြီးဆိုမှဂျင်းကြက်သွန်ဖြူတောင်လေးကိုထည့်ပြီးတော့စီတက်မှာပါစီလေးကိုစိတ်ရှိရှိလေးနဲ့တက်ပေးဖို့လိုပါတယ်ခုလိုမျိုးလေးစီတက်ပြီးသွားပြီဆိုရင်တော့စနွေရောင်တင်လေးထည့်ပြီးတော့ပြန်ပြီးတော့6တဲ့ထိမွေပါမယ်ပေါ့နော်စီလေးတက်ပြီးသွားပြီဆိုရင်တော့နှက်ထားတဲ့ချက်သားလေးကိုထည့်ပြီးတော့လုံးမမယ်ဒီနေရာမှာလဲစိတ်ရှိရှိလေးနဲ့လုံးပေးဖို့လိုပါတယ်နာလေးလုံးပေးဖို့လိုပါတယ်အဲ့ဒါမှချက်သားလေးကမွေးနေမှာဖြစ်ပါတယ်ရှင်ကဲဒီလိုမျိုးလေးစီပြန်လာပြီဆိုရင်တော့အိုးပေါင်းလေးအုပ်ပြီးတော့ခဏတည်ပါမယ်ရေလုံးဝမထည့်ပါဘူးနော်ခုလိုမျိုးစီတော်လေးပြန်လာပြီးအနက်လေးမွေးလာပြီဆိုတဲ့ခါကျမှရေနွေးလေးလောင်းပါမယ်နော်ဒီရေနွေးလေးခမ်းပြီးတော့စီပြန်လာပြီဆိုတဲ့ခါကျမှတည်မှာပါရှင်ဟင်းရည်တည်မှာပါနော်ဒီခေါက်ချက်သားကိုနည်းနည်းအတုံးကြီးတုံးထားပါတယ်။ကဲခုလိုမျိုးတည်ထားတဲ့အချိန်မှာရွှေညောင်ပင်တုပ်ဟုမုံလေးကိုမပြည့်မကျဲလေးဖြော်ပြီးတော့အစင်တင်ပြင်ထားပါမယ်။ပဲမုံကဖြော်တဲ့နေမှာအရင်အများကြီးထည့်ကြမလို့ပါဘူးနော်။ကဲခုလိုမျိုးလေးခြောက်သွားပြီဆိုလို့ရှိရင်တော့တဲမဲအိုးလေးကိုပြင်ပါမယ်ရှင်။အိုးပြောင်းတာပေါ့နော်။အိုးပြောင်းပြီးတော့ရင်နွေးလေးကိုအိုးတွက်ပဲထည့်ပါမယ်။ထည့်ပြီးပြီဆိုမှအရသာမုံစားပြီးတော့ငန်းမြရည်ပြီးတဲ့ခါကျတော့တကြားနှဲငယ်လေးပါထည့်ပါမယ်ရှင်ဒီနိုစိမ်းမူးလေးကိုတုံးထားပါတယ်တော်တော်လေးမွေးပါတယ်ရှင်နိုစိမ်းကတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်စိတ်လေးကြိုက်နည်းနည်းပိုထည့်ပေါ့နော်ပြီးရင်တော့ပွက်အောင်တည်ပါမယ်ခုလိုမျိုးလေးပွက်လာပြီဆိုတဲ့ခါကျရင်တော့ခုနကတော့ကရေဖြော်ထားတဲ့ပဲမုံစိမ်းလေးတွေကိုခုလိုမျိုးလေးမွေပြီးတော့မှထည့်ပါမယ်ပြီးရင်တော့ရေကိုလိုချင်တဲ့လောက်ထည့်မယ်ထည့်ပြီးရင်မီအေးနဲ့ပွအောင်တဲထားပါမယ်ဒီချိန်မှာကြက်ဥပြုတ်ပါမယ်မဲရကြက်ဥပြုတ်တဲ့နီးကတော့ရေစုရင်ကြက်ဥကိုထည့်ပြီးတော့7မိနစ်တဲပါမယ်ဒါဆိုရင်ကြက်ဥကလုံးဝကြက်ပါတယ်ရှင်အရင်ကလွယ်ကူတဲ့နီးလေးပါနော်ကဲခုလိုကြက်ဥခွာပြီးတော့ကြက်ဥကိုစိတ်ကလေးစိတ်ထားမယ်ပြီးဟင်းအိုတဲ့ကိုတခါလေးလောင်းထည့်ပါမယ်စိတ်ကလေးဖြစ်သွားအောင်လို့ပါကဲဒီလိုဆိုရင်တော့ကြက်သားတုံးနိုင်ခြင်းနဲ့နို့စိမ်းဟင်းလေးရပါပြီရှင်ခောက်ဆွဲပက်ကက်ကြော်လေးနဲ့ပွဲပြင်ပါတော့မယ်ရှင်အိမ်ကလူတွေကကြတော့ခောက်ဆွဲများနဲ့ဟင်းရည်နည်းနည်းပေါ့နော်ပြစ်ကလေးစားတာကိုကြိုက်တယ်အဲ့တော့သူတို့အတွက်ကိုခောက်ဆွဲများနဲ့အရင်နည်းနည်းပြင်ထားပါတယ်ရှင်ချက်သားကိုဒီလိုမတုံးမဲနဲ့အသုံးသေးလေးတုံးလဲရပါတယ်နော်ကဲလွယ်ရီဖြစ်ပါပြီရှင်ဒါကတော့ချက်သားတုံးနိုင်ခြင်းနဲ့အဲ့လိုပြစ်နဲ့လေးစားတာကြိုက်တဲ့အိမ်သားတွေအတွက်ပါညီမကတော့ဒီလိုမျိုးအရင်များလေးနဲ့စားတာကိုကြိုက်ပါတယ်။ဘာလို့လဲဆိုတော့ကြံခဲ့တဲ့အရေးကိုခုလိုလေးခတ်တော့ရတာလေးကိုအရင်ကြိုက်လို့ပါရှင်။အကြိုက်တူလားတော့မသိပါဘူးเนาะ။ကဲပြီးရင်တော့မိမွေးနေ့ဆိုတော့ကိတ်မုံလေးချိုတဲပါမယ်။ဒါကအမအတွက်ပါဆယ်ဘူးလေးပြင်ပေးတာပါ။ဒါဆိုရင်တော့ကုန်ပါပြီရှင်။အားလုံးကိုကျေးဇူးများတင်ပါတယ်။တတာ